公对卡西西先等情人，个养啥呀么啦？平时某个月前应个，爸妈没西被拉不拉呢？咱也听好被干巴拉的啦。特拍嘛，喇叭嘞，百里20米特高，没有打嘞，别有的西呢的咯。နောက်特拍嘛嘞，这也没问，来为做完嘢，没得也难接冇的西呢吧的。实能理解，西边是伢搞的，米奥一他的西宝嘛，实定开吧的。努呢定位的，百里个车体没理下，选完起要多的，冷眼票的得讲了吧的。对嘛也别嘛咯，面拿的窟窿，但伢人那边呢的，突然间简单的，那我他妈讲里都要太你的。讲哩个，对嘛也切头的个赛季呢咯，每个哩个，对嘛个所加的路天比，一套包干你，阿拉个是先别多个的。大别咩，那啲一切嘛，简单帮伢的讲哩也赛天嘛，ဒီလောက်ပင်လီပြီးအလွယ်တကူကြောပဲ့သွားနိုင်တဲ့ချက်ထောက်မျိုးနဲ့သူမခဏကိုမှအာဟာရတွေတော်တော်ချိုးတဲ့နေရှာမှာပဲလို့တွေးပြီးစစ်ပူပေးနေခဲ့တာကိုဘယ်သူမှမသိခဲ့ကြပါဘူးမင်းကလေးရဲ့ကဘာဟာအဖြစ်ပန်းမှာတော့မြင့်မြတ်လာပါနေပေမဲ့လက်တွေမှာတော့ဆက်ဆုပ်စရာကောင်းလာပါတယ်သူမဟာအားအိမ်မဲ့အတွက်အချက်တိတ်ခါကိုမျိုးသိထားရပြီးဆရာခေတ်သူကလည်းတင် जा ပေးခြင်းကိုအကြောင်းပြကသူမအပေါ်အမျက်ထုတ်စော်ကားနေခဲ့တယ်ကချေဒီမလေးဒီအားလုံးဒါကိုသိကြပေမဲ့စင်မြတ်သက်ကနေရာတနေရာရဖို့အတွက်မမြင်ချင်းအောင်ဆောင်နေခဲ့ကြရတယ်တစ်ဖက်မှာလည်းကောက်လေးဟာတစ်ချိန်ကနာမည်အနှဲငယ်ရခဲ့တဲ့လက်ဝဲသမားဖြစ်ခဲ့ဖို့ပေမဲ့အခုတော့ဝိုင်းရဲ့အတွက်တရားမဝင်လက်ဝဲကျိုးဝိုင်းထဲမှာတွင်းနဲ့ရင်ပြီးပိတ်ဆန်အနှဲငယ်အတွက်အသက်နဲ့လက်ကထိုးတန်နေရရှာတယ်ဘဝရဲ့ရိုက်နှက်မှုကိုခံနေရတဲ့တနာစရာလူသားနှစ်ယောက်ရဲ့ကံကြမ္မာဟာတနေ့မှာတော့စုံစည်းခွင့်ရခဲ့ပါတယ်တနေ့မှာတော့မင်းကလေးဟာတစ်ပင်အောက်မှာထိုင်ပြီးငိုနေတယ်အလုတ်ခွင်ကမတရားမှုကိုခန်းစားရလို့ပဲဖြစ်ဖြစ်တစ်ပင်ပေါ်ကဆင်းမလာတဲ့ကြောင်လေးကိုတနာလို့ပဲဖြစ်ဖြစ်သူမအကူညီမဲ့စွာငိုနေချိန်မှာကောင်လေးကကြောင်လေးကိုကဲဖို့တစ်ပင်ပေါ်ကိုမဖြုံမလုတ်တက်သွားခဲ့ပါတယ်ဒါပေမဲ့ခွန်အားကိုမတုံးတက်တာကြောင့်ကြောင်နဲ့အတူတစ်ပင်ပေါ်ကပြုတ်ကျပြီးမျက်နှာမှာကြောင်ကုတ်ရာတွေပြတ်တောက်ဖြစ်သွားခဲ့ရတယ်မင်းကလေးကစိတ်မကုန်းဖြစ်ပြီးသူ့ကိုအိမ်ခေါ်ကဒဏ်ရာဆေးထဲပေးခဲ့တယ်သူမကကော်ဖီတစ်ခွက်ဖြော်ပေးတဲ့အခါကောင်လေးတောက်ကြည့်တော့အလွန်ခါနေတယ်တကြားအိုးကိုကြည့်လိုက်တော့တကြားခဲတခဲတဲ့ပဲဂျန်တော့တာကိုမြင်လိုက်ရတယ်အဲ့ဒီအခါကောင်လေးကသူမဟာအရန်ဆင်းရဲပြီးအာဟာရမပြေဆုံးလို့တကြားတောင်ဝဲမစားနိုင်ရှာဘူးလို့အခိုင်အမာတွေးလိုက်မိပြန်တယ်ဒီလိုနဲ့ကောင်လေးဟာယိုမန်တစ်မဆန်တတ်ပေမဲ့သူရဲ့ရိုးသားတဲ့နီလန်းနဲ့မင်းကလေးကိုစိတ်ပူပေးခဲ့တယ်သူဟာထရာရနိုင်တဲ့ဂျိုးဝိုင်းထဲကိုပြန်ဝင်ပြီးသွေးနဲ့လက်ကစာဖွေခဲ့တဲ့ပိတ်ဆိုင်နေနဲ့တကြားအိတ်အကြီးကြီးတဲ့အိတ်ကိုဝယ်ပြီးမင်းကလေးရဲ့အိမ်ရှိတကားဝါမှာတိုက်တဆိတ်သွားချပစ်ခဲ့ပါတယ်ဘဲလေးကချေဒီမလေးတွေဟာခနာကိုအလီးခင်ထိန်ဖို့တကြားကိုပြင်းပြင်းထန်ထန်ရှောင်းရတယ်ဆိုတာကိုတော့သူမသိရှာပါဘူးဒါပေမဲ့ဒီလိုယိုဟန်အန်နဲ့ရဲစရာကောက်တဲ့စိတ်ရအမှန်လေးဟာမင်းကလေးရဲ့နှလုံးသားကိုအေးပြောချသွားစေခဲ့ပြီးသူတို့နှစ်ယောက်တွဲပစ်ခဲ့ကြပါတယ်သူတို့ဟာကွဲပြားခြားနားလွန်းတဲ့ချင်းတွေ့မှုတွေကိုစတင်ခဲ့ကြတယ်မင်းကလေးကသူ့ကိုအမှုပညာပြပွဲတွေခေါ်သွားတဲ့အခါသူနားမလဲပေမဲ့စိတ်ရှည်လက်စေအဖော်ပြုပေးတယ်မင်းကလေးကသူ့ကိုယိုလာစကစ်စီနီတင်ပေးတဲ့အခါသူခဏလဲကြပေမဲ့သူ့မျက်လုံးထဲမှာတော့မင်းကလေးရဲ့လာပမှုတွေပဲပြင်းနေနေခဲ့တယ်ကောင်လေးကတနက်ပြေကွင်းခေါ်သွားတဲ့အခါမှာလည်းမင်းကလေးကစွမ်းရည်ပြပြီးကောင်လေးရဲ့နှလုံးသားကိုပြစ်ခတ်ဖန်ဆာနိုင်ခဲ့ပြန်ဒါပေမဲ့ပျော်ရွှင်မှုဆိုတာခဏတာပါပဲမင်းကလေးရဲ့အရေးကြီးတဲ့ဖျော်ဖြေပွဲနေ့ရောက်လာတဲ့အခါကောင်လေးကဝက်ကောင်းစားလာတွေဝက်မုတ်စိတ်တွေရစ်ပြီးပြက်ဆက်ယုံထဲမှာထိုင်းနေပေမဲ့မြင့်မြတ်လာကြည့်ရဆိုတဲ့လူကုံထန်အတိုင်းဝိုင်းကြားထဲမှာသူဟာကွဲပြားပြီးအပဲ့ခန့်လို့ဖြစ်နေခဲ့ရတယ်။လိုက်ကနောက်ကမင်းကလေးကသူ့ကိုမြင်တဲ့အခါစိတ်ပြက်လက်ပြက်ခေါင်းခါပြလိုက်တယ်။မင်းကလေးရဲ့စိတ်ထဲမှာရှိတဲ့လူဒန်းစားကွာဟာမှုကကောင်လေးရဲ့စိတ်ရင်းအမှန်ကိုခြားနာပစ်လိုက်ပြီဖြစ်ပါတယ်။